တေချာပြောမယ်ဘရူနိုကတာမန်ကစားသမားမဟုတ်ဘူးဒါကြောင့်ဒီကလန်ရိုက်နဲ့မနိုင်ရှင်ပါနဲ့အားလုံးပဲမင်္ဂလာပါစူပါပေါ့ပေါ့အိမ်ဒီမှာတင်ဆက်ပေးနေပါတယ်ဘရူနိုကညကပွဲသမားဂိုးပန်တီမှုတစ်ချိန်ပြုလုပ်ထားနိုင်ခဲ့တာကြောင့်ဒီနေ့ရာသီမှာပရီးမီးယားလိဂ်ဂိုးအကြိမ်20ဖန်တီးမှုရှိလာရုံတင်တာမကအာဆင်နယ်အသင်းရဲ့ထောင်ရအကောင်းဆုံးကစားသမားဖြစ်တယ်လို့ပရီးမီးယားလိဂ်ရဲ့ထောင်ရအကောင်းဆုံးကစားသမားတဦးဖြစ်တဲ့Thierry Henry ရဲ့ပရီးမီးယားလိဂ်တရားသီအတွင်းဂိုးပန်တီမှုအကြိမ်20နဲ့မန်စီးတီးအသင်းရဲ့ကစားသမားဟောင်း Kevin De Bruyne တို့ရဲ့စံချိန်ကိုလိုက်မိသွားခဲ့ပြီဖြစ်ပါတယ်ဒါကအသင်းအောက်အသင်းမှာကစားနေပြီးအကြိမ်20စံချိန်ကိုလိုက်မိသွားခဲ့ရင်ကျွန်တော်ကထူးဆန်းပါတယ်ဆိုပြီးပြောနေမှာမဟုတ်ပါဘူးဥမာဘော်ဒါတို့မြင်တာအောင်ပြောရရင်ချာကီကမန်စီးတီးအသင်းမှာကစားနေပြီးဒီစံချိန်ကိုလိုက်မိသွားခဲ့မယ်ဆိုရင်ကျွန်တော်ကအထူးတလဲချီးကျူးပြောနေမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့မန်စီးတီးအသင်းမှာကချာကီဖန်တီးပေးသမျှဘောလုံးတွေကိုတိုင်ခံဂိုးသွင်းပေးမဲ့ all class player ဟာလန်ရှိပါတယ်ဒါကြောင့်ချာကီကဒီစံချိန်ကိုချိုးပြတ်သွားမယ်ဆိုရင်ကျွန်တော်အနေနဲ့အထူးတလဲချီးကျူးပြောဆိုနေမှာတော့မဟုတ်ပါဘူးအခုဘရူနိုဖာနန်ဒက်ကိုချီးကျူးကြတာပါဖာနန်ဒက်ကအမိုရင်ရဲ့လက်ထက်ကလေးကတိုင်ပတ်နေတဲ့ယူနိုက်တက်ကိုဆွဲတင်လာသူဖြစ်ပါတယ်ပြီးတော့သူဖန်တီးပေးသမျှဘောလုံးတိုင်းကိုထိုင်ဖြုံးနေတာကစက်ကိုနဲ့ဇီဇီတို့လိုတိုက်စစ်မှုမျိုးတွေဖြစ်ပါတယ်ချာကီကဟာလန်လိုမျိုးတိုက်စစ်မှုမျိုးကိုဖန်တီးပေးနေချိန်မှာဘရူနိုဖာနန်ဒက်ကတော့တိုင်ပတ်နေတဲ့ယူနိုက်တက်အသင်းနဲ့ကစားနေပြီးစက်ကိုနဲ့ဇီဇီတို့လိုတိုက်စစ်မှုတွေကိုဂိုးဖန်တီးပေးနေရတာလည်းဖြစ်ပါတယ်ဘရူနိုတယောက်အသင်းအပေါ်တကယ်ကိုအကျိုးပြုလာခဲ့တာပါအခုဆိုရင်ဘရူနိုရဲ့ဂိုးဖန်တီးမှုအကြိမ်ရေအတွက်က20ပြည့်လို့သွားခဲ့ပါပြီ။ဒါကြောင့်ပြောချင်တာတခုကအရာရာအဆင်ပြေတဲ့အာဆင်နယ်အသင်းမှာကစားနေပြီးဂိုးယူတဲ့ပေါင်းကိုလက်နှစ်ဖက်မပြည့်တဲ့ဒီကလန်ရိုက်လိုကစားသမားမျိုးနဲ့ဘရူနိုဖာနန်ဒက်လိုပရီးမီးယားလိဂ်ရဲ့ကန်နဝင်တယောက်ဖြစ်လာမဲ့သူကိုမနိုင်ရှင်ပါနဲ့တိတ်ခါကြပါတယ်လို့ပဲပြောချင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ကြဖို့တောင်းဆိုချင်ပါတယ်အစုံနေ့နားဆင်အားပေးကြတဲ့ပရိသတ်တွေရောက်ချင်းတွေကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ